ဒီနဂါးကြီးကနေတိုင်းလိုလှိုင်ကူအပြင်ဘက်ကလူသားတွေရဲ့ခဲနဲ့ပေါက်တာကိုခံနေရရှာတယ်လူတွေကသူ့ကိုမကောင်းဆိုးဝါးကြီးလို့ထင်နေကြတာကိုသူအိပ်ပျော်နေတဲ့အချိန်မျိုးမှာတော့လှိုင်ကူတွေကိုထိရောက်အောင်ခဲတွေနဲ့လှမ်းပေါက်ကြတာသူလဲဒီလိုအလုတ်ခံရတာကိုစိတ်ကုန်လာပြီးတရက်တော့သူ့စီလာမတ်နဲ့ခဲလုံးတစ်လုံးကိုစိတ်ပြက်လက်ပြက်နဲ့ကန်လိုက်နေတယ်အဲ့ဒီမှာတင်ရုတ်တရက်အကြံတစ်ခုရသွားတာပေါ့လှိုင်ကူဝါကိုမော့ကြည့်ပြီးပထမဆုံးအကြိမ်အဖြစ်အလင်းရောင်ထဲကိုထွက်ဖို့တက်တီတွေမွေးလိုက်တယ်အစားပိုင်းမှာတော့လူတွေကငြိမ်သွားလို့အဆင်ပြေပြီလို့သူထင်လိုက်တာဒါပေမဲ့တကယ်တော့လူတွေကထမင်းစားနေကြလို့ခိတ္တနားသွားတာဖြစ်ပြီးစားတော့ပြီးတာနဲ့သူ့ကိုခဲလုံးတွေနဲ့ပြန်ပြီးဝိုင်းပေါက်ကြပြန်ရောနဂါးကြီးလဲဒီတခါတော့တီးမခံနိုင်တော့ပဲလူတွေကိုတတိပေးတဲ့အနေနဲ့ကျေလောင်လှတဲ့ဟိမ့်တန်ကြီးတစ်ချက်ပေးလိုက်တယ်နောက်ရညဘက်တွေမှာတော့သူကလူတွေပြစ်ထဲလိုက်တဲ့ခဲလုံးတွေကိုစုပြီးအပြင်ကိုလွတ်မြောက်ဖို့အတွက်လှေကားထစ်လိုမျိုးတဆင်ချင်းစင့်တက်ဖို့အကြံရသွားတယ်တစ်နှစ်လောက်ကြာတဲ့အခါမှာတော့သူနှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့ခဲပုံကြီးပေါ်ကိုတက်ဖို့အလင်းရောင်ရှိတဲ့ဘက်ကိုသူပြန်ထွက်လာခဲ့တယ်ဒါဟာသူနှစ်ပေါင်း100ကျော်တည်းကစောင့်မျှော်ခဲ့ရတဲ့အခိုက်အတန့်ပဲသူဟာဒီခဲတောင်ကြီးရဲ့ထိတ်ဆုံးမှာမတ်တက်ရက်ပြီးရှိသမျှအင်အားကိုစုစည်းကာဖို့ကိုအားရပါရခုန်တက်လိုက်တယ်ပေ30လောက်မြင့်အောင်ခုန်တက်ပြီးလှိုင်ကူရဲ့အပေါ်နှုတ်ခါဝါကိုလှမ်းဆွဲလိုက်နိုင်တာပေါ့ဒါပေမဲ့စိတ်မကောင်းစရာကတော့တကယ်တမ်းကြာသူဟာလူတွေထင်တဲ့အတိုင်းတကယ့်ကိုရက်စက်ယုံမာတဲ့မကောင်းဆိုးဝါးကြီးဖြစ်နေပြီး